မင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံကလူတော်တော်များများကိုခေါင်းစားစေခဲ့တဲ့ The Great Flow လို့ခေါ်တဲ့ Korea drama scientific ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ပြီးတော့အားပေးတော့ကြပါဦးခင်ဗျာလည်းစောစောအချိန်မှာအာနာကသူမရဲ့ကတင်ပေါ်သို့ရောက်လာတော့တားဖြစ်သူချင်းကြောင့်လိုလာခဲ့ပါတယ်တားဖြစ်သူကအာနာနဲ့အတူရေကူးကန်တွားကျင်နေတော့လေအာနာကအလုပ်ရှိကြောင်းနဲ့မူကြိုတက်ရမည်ဖြစ်ကြောင်းညင်းလိုက်ပါတယ်ထိုအချိန်မှာပဲအာနာကအလုံးကျဲလောင်တော့မိုးချင်းတံကိုကြားလိုက်ရတဲ့ဖြင့်ပြင်းပေါက်ကနေအပြင်တို့နှမ်းကြည့်လိုက်တဲ့အချိန်မှာမိုးကတော်တော်လေးတဲထန်စွာရွာသွန်းနေပြီးလမ်းမပေါ်တွင်ရေများစတင်ပြည့်ရှံနေသည်ကိုတွေ့လိုက်ရပေမယ့်သူမ၏လက်စဉ်လုပ်ငန်းဆောင်တာများကိုဖျက်သိမ်းရန်အထိမဆိုရသေးဟုထင်မှတ်လိုက်ပါတယ်။လက်ဆန်စတင်ပြည့်စင်နေချိန်ကလေးပီပီစော်ကစားနေသည့်ချိန်ကြောင့်အနောက်ရှက်ဖြစ်နေရပါတယ်။အာနာရဲ့မိခင်ကအချင်းလေးကိုမေးမြန်းမှုဖုံးဆက်လာတော့လေအာနာကအဆင်ပြေမှာပါဟုအမှခံလိုက်ပါတယ်။ဟင်းချက်နေစဉ်အတွင်းအာနာကထူးဆန်းသောရေတံတွေကိုကြားလိုက်ရပြီးရေချိုးကန်းထဲမှာလာသည်ဟုထင်မှတ်လိုက်ပြီမယ်။သူမကြည့်လိုက်တဲ့အချိန်မှာတော့ကျမ်းမြေပေါ်မှာရေများအပြည့်ဖြစ်နေသည်ကိုတွေ့ရတဲ့ဖြင့်ထိတ်လန့်သွားပါတယ်။ရေကြီးမှုမှာသူမ၏တတိယထပ်ကိုပင်ရောက်ရှိနေခဲ့ပါပြီ။ထိုစဉ်မှာပဲစီမံခန့်ခွဲရေးရုံးမှအဆောက်အအုံခုနှစ်လုံးမှာရေကဒုတိယထပ်ထိရောက်ရှိနေပြီးတခြားသုံးလုံးမှာတတိယထပ်ထိရောက်ရှိနေပြီဟုကြီးညာတဲ့တစ်ခုထုံလွှင့်ပါတယ်။နေထိုင်သူအလုံးကအပေါ်တက်သို့ရွှေ့ပြောင်းရမည်ဖြစ်တော့လေဓာတ်လေကားများမှာအလုံးမလို့တော့ပါဘူး။ဂျိန်းကအခန်းထဲထိရောက်ရှိနေပြီဖြစ်တဲ့ရေတွေထဲဆော့ကစားရန်တောင်းဆိုနေတာကြောင့်အာနာကစိတ်မရှိတော့ပဲသူ့ကိုစပွဲပေါ်နေတင်ထားကစကားနားမထောင်သည့်အတွက်စူပူလိုက်ပါတယ်။ထို့နောက်သူမ၏ခြေတော်များသည့်ဖုံးလွှမ်းလာသည့်ရေများကိုတည်ထားရင်းပစ္စည်းများစတင်ထုတ်ဖို့ပါတော့တယ်။ထိုအချိန်မှာပဲသူမ၏ကုမ္ပဏီမှလုံခြုံရေးအေဂျင့်တူဦးထံမှဖုံးဝင်လာပြီးသူမကိုကဲဆန်းရန်လာနေပြီဖြစ်ကြောင်းပစ္စည်းတွေမထုတ်ဘူးတော့ပဲဂျိန်းနဲ့အတူအပေါ်တက်တို့သာတက်သွားရင်ပြောပါတယ်။ရုတ်တရက်လျှက်စစ်မီးများပြတ်တောက်သွားပြီးဖုံးလန်းခြင်းပြတ်သွားပါတယ်။အာနာကဂျိန်းရဲ့ဆေးအိတ်ကိုဆွေးယုံပြီးချင်းစိတ်ကော့ပြီးပုံးနေတဲ့ဂျိန်းကိုအဟိကတိအတွက်တောင်းပန်ပြီးကြောဖို့မီဟုချော်ကတိုက်ခန်းထဲမှာထွက်လာတဲ့ချိန်အိမ်ကြီးချင်းများအားလုံးခီးဆောင်အိမ်များဖြင့်အိမ်မြင်ထွက်လာကြသည်ကိုတွေ့လိုက်ရပါတယ်။အာနာကလေကားထံသို့အများဆုံးရောက်ရှိရန်လူအုပ်ကြားမှတိုးဝှေ့ထွက်ပြေးခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲလေကားကမတော်တဆမှုတစ်ခုကြောင့်ပိတ်နေခဲ့ပြီးလူအုပ်ကြီးနဲ့ပြည့်ကျက်နေပါတယ်။စိတ်ပြတ်စွာနဲ့ပဲအာနာကတခြားတစ်ဖက်မှာရှိတဲ့အရေးပေါ်လှေကားစီတွားနေချိန်အနီးအနားရှိအဆောက်အုံအားလုံးမှာလည်းသူမတို့ကဲ့သို့အခြေအနေမျိုးကြုံတွေ့နေရသည်ကိုမြင်တွေ့လိုက်ရပါတယ်။သူမကအရေးပေါ်လှေကားထံသို့ရောက်ရှိသွားပြီးအပေါ်သို့စတင်တက်ပါတော့တယ်။ဂျိန်းကရေထဲတွင်လူများရေကူးနေသည်ကိုမြင်နေရသဖြင့်အာနာကသူ့ကိုအာယုံပြောင်းရတချင်းဆိုပြလိုက်ပါတယ်။အထက်အနှဲငယ်တက်ပြီးတဲ့နောက်အာနာကလှေကားတွင်ပစ္စည်းများအပုံလက်ကြီးပိတ်ဆို့နေသည်ကိုတွေ့လိုက်ရသဖြင့်စိတ်ပြတ်သွားပါတယ်။သူမကဂျိန်းကိုအောက်ချပြီးပစ္စည်းများပေါ်မှာကြော်တက်ရန်ကြိုးစားတော့လေခြေချော်ပြီးပြုတ်ကျလူနီးပါးဖြစ်သွားပါတယ်။အာနာကထိန်းလိုက်နိုင်ခဲ့တော့လေရေထဲတွင်တေဆုံးနေသောအလောင်းများကိုမြင်တွေ့လိုက်ရတာကြောင့်အန်ဒီယေကိုတတိထားမိပြီးပြန်လဲရန်ဆုံးဖြတ်လိုက်ပါတယ်။နီးစက်ရအထက်သို့ဝင်လိုက်တဲ့အချိန်မှာတော့စဉ္ညာလန်းအနှံလျှောက်လာစဉ်လူတစုကရေချိုးကန်းသုံးရန်တိုက်ခန်းများတဲ့သို့ဝင်တော့ကြပါတယ်။အာနာကသူမ၏အမိကိုခေါ်နှံကြားလိုက်ရပြီးအနီးအနားမှာသူမကိုလိုက်ရှာနေတော့လုံခြုံရေးအေဂျင့်ကိုတွေ့လိုက်ရပါတယ်။အာနာကအေဂျင့်နဲ့တွားမဲ့အချိန်ချင်းကလူအုပ်ထဲလိုက်ပြီးတိုက်ခန်းတစ်ခုထဲဝင်တော့သည်ကိုတတိထားမိလိုက်ပါတယ်။တိုက်ခန်းထဲသို့တဲတဲ့ဝင်ရောက်ရှာဝင်နေစဉ်အာနာကပြင်းနှင်းပေါက်မှာအလွန်ကြီးမားသောလှိုင်းလုံးကြီးတစ်လုံးဝင်လာသည့်တွေးပြနောက်ဆရာမြင်ကိုမြင်လိုက်ရချိန်မှာတော့သူမ၏ခင်မခွန်နဲ့အတူကားထဲတွင်ရေအောင်၌ပိတ်မိနေခဲ့သည့်အတိတ်ကိုပြန်လည်တည်ရစေခဲ့ပါတယ်။လှိုင်းလုံးကြီးကပြင်းနှင်းပေါက်ကိုရိုက်ခွဲလိုက်ပြီးတိုက်ခန်းထဲသို့ရေများစတင်ပြည့်ရှင်လာပါတော့တယ်။အာနာကသူမ၏ဆေးအိတ်ကိုပြောင်းဆုံးသွားပြီးပြန်လည်ရယူရန်ကူးသွားပြီမယ်ဆေးအိတ်မှာကျိုးပဲ့နေတဲ့ပြင်းနှင်းပေါက်မှတစ်ဆင့်မျောပတ်သွားကသူမလည်းအသက်ရှူရန်လိုအပ်လာပါတယ်။ရင်းနှီးမြင့်တဲ့ကြမှာကွက်လက်အနေငယ်ရှိနေတဲ့နေရာလေးမှာအာနာကအတက်ကိုဝဝရှူပြီးနောက်ဂျင်းကိုရှာဖွေရန်ရေထဲသို့ပြန်ငုပ်ခဲ့ပါတယ်။သူမကတတိနှစ်နေတဲ့တားဖြစ်သူရဲ့ခန္ဓာကိုယ်တွေ့ရှိခဲ့ပြီးအမြန်ဆွဲယူပြီးတကားဖွင့်ဖို့အတဲတန်ကြိုးစားတော့လေတကားမှပွင့်မလာပဲသူမပါတတိလက်တွားခဲ့ပါတယ်။ထို့ချိန်မှာပဲလုံခြုံရေးအေဂျင့်ဟန်ဂျိုကတကားကိုဖွင့်လိုက်ပြီးအာနာကိုနှိုးကတိုက်ခန်းမှာထွက်ခွာရန်ကူညီပေးခဲ့ပါတယ်။သူတို့ရေမင်းကပြင်ပေါ်သို့ပြန်လည်ရောက်ရှိလာပြီးတဲ့နောက်ဇင်းညံလန်းမှာဟန်ကဂျင်းကိုအသက်ရှူနှုံးမှန်စေရန်အောင်မြင်စွာ CPR လုပ်ပေးနိုင်ခဲ့ရန်ဂျင်းကငိုယိုပြီးသူမ၏မိခင်ကိုဖန်ထားလိုက်ပါတယ်။ဟိုင်းကသူမတို့ကိုဗီဒီယိုရိုက်ကူးပြီးသူတို့၏အဓိကတွေ့တဲ့တနပညာရှင်အဆင်ပြေကြောင်းကုမ္ပဏီတို့အစီရင်ခံစာပေးပို့လိုက်ပါတယ်။ထို့နောက်၃ရက်သာရှေ့ဆက်သွားကြရာဂျင်းကရေထဲမှာသူမ၏ဖခင်ကားထဲတွင်ရင်းနှီးတိတ်ဆုံးသည့်အချိန်ကိုတတိယကြောင်းပြောခဲ့ပါတယ်။အပေါ်တက်သို့တက်နေစဉ်ဟန်ဂျိုကကုမ္ပဏီမှရဟန်းရင်တစ်စင်လာနေပြီဖြစ်ကြောင်းသူမတို့ကိုပြောပါတယ်။ယခုအဖြစ်အပျက်တွေဟာသူမတို့ထင်တယ်လို့မယိုးရှင်းကြောင်းနဲ့လွန်ခဲ့သော3 နာရီခန့်ကအုတ်ကာခဲတစ်ခုကအနာတိကတိုက်ကိုတိုက်မိခဲ့တဲ့ဖြင့်အရေးပြောသောရေခဲအားလုံးကပင်လယ်ရေနဲ့အတူမြောက်ဖက်သို့စီးဆင်းလာခြင်းဖြစ်ကြောင်းလည်းသူကရှင်းပြပါတယ်။အစိုးရကအုတ်ကာခဲလာနေတာကိုသိပေမဲ့မတားဆီးနိုင်တဲ့အတွက်ဘာမှမပြောခဲ့ခြင်းဖြစ်ပြီးဒီနေ့ဟာလူနာမျိုးနဲ့ညီကုန်းချုံမိနေ့ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အာနာကသူကြားနေရသည်ကိုမယုံကြည်နိုင်ဖြစ်နေပြီးဟန်ချိုကအာနာ၏ကုမ္ပဏီသည် AI ဖွံ့ဖြိုးရေးတကွဲကန်းတစ်ခုတည်းမကကြောင်းပြောပြလိုက်ပါတယ်။အာနာ၏အလုပ်ကတကယ်တမ်းမှာတော့လူသားမျိုးနွယ်အတစ်တစ်ခုဖန်တီးရန်ဖြစ်ကြောင်းနဲ့
အာနာနဲ့တူမကြီးအထက်လူကြီးတို့ကခန်းစားချက်အင်ဂျင်မိုးရှင်းအင်ဂျင်ကိုလှုပ်ဆောင်နေခဲ့ကြတာဖြစ်ပြီးတူမကြီးအထက်လူကြီးမှာကလေးနဲ့အတူရေကြီးမှုတွင်တည်ဆုံသွားခဲ့ပြီပဲဖြစ်ပါတယ်။အာနာကခန်းစားချက်အင်ဂျင်မိုးရှင်းအင်ဂျင်ဒီ30အဆင့်မှသာရှိသေးကြောင်းရှင်းပြရန်ကြိုးစားတော့လေဟန်ဂျူကခရီးမဆိုင်ပါဘူး။အခြားတစ်ဖွဲ့များက၎င်းတို့၏မရှင်များကိုပြည်စည်းသွားကြပြီဖြစ်ပြီးမြို့ပွားနိုင်စွမ်းရှိသောလူသားခွန်နာကိုများအောင်မြင်စွာလှုပ်ဆောင်နိုင်နေပြီဖြစ်ပေမဲ့ခံစားချက်များတော့မဖန်တီးသေးနိုင်တာကြောင့်အာနာဟာအရေးပါဆုံးသူဖြစ်ကြောင်းပြောပြနေစဉ်မှာပဲဂျင်းကသူဝန်သားခြင်းနေသည်ဟုပြောတဲ့ဖြင့်စကားစပြတ်သွားပြီးအနည်းဆုံးတိုက်ခန်းရှိအိမ်နာကိုတုံးရန်အပြေးလွှားသွားကြပါတယ်။အာနာကဟန်ဂျို၏ဖုန်းကိုခဏငားပြီးသူမ၏မိခင်နဲ့ဖုန်းဆက်ကချစ်ကြောင်းပြောဆိုလိုက်ပါတယ်။ရုတ်တရက်နိုင်ရများထဲမှာအနက်တစ်ခုကိုရလိုက်ရပြီးမြို့ပေါ်ကြောင်ရှိဂတ်ပိုင်လိုင်းပေါက်ထွက်သွားပါတယ်။ဂတ်စ်များတိုက်ခန်းထဲတွင်ပြင်းထန်လာတဲ့ဖြင့်၃ယောက်သားအပြင်သို့ထွက်ပြေးကြခြင်းတခြားတိုက်ခန်းများမှာစတင်ပေါက်ကွဲပြီးမိတော်များကဇင်းညံလန်း၏လက်ဖက်စလုံးတို့ပြန့်နှံ့လာခဲ့ပါတယ်။ဟန်ဂျိုကနောက်တစ်ထပ်သို့တက်ရန်ဗရန်နာလန်ရန်ပေါ်တွင်ရဲလိုက်ပြီးအာနာကဂျင်းကိုသူ့ထံသို့လှမ်းပေးရန်ကြိုးစားပေမဲ့ကလေးကအာနာစီကမခွာခြင်းပဲရုန်းကန်နေတာကြောင့်အာနာရေထဲသို့ပြုတ်ကျသွားပါတယ်။ကောင်းမတော်တဆမှုကိုပြန်လည်တည်ရပြီးနောက်အာနာကရေမျက်နှာပြင်ပေါ်သို့ရောက်ရှိအောင်ကြိုးစားပြီးဆိုင်းမို့တစ်ခုကိုစုပ်ကန်ထားနိုင်ခဲ့ပါတယ်။ထို့နောက်သူမကအဆောက်အုံထဲသို့ပြန်လည်ရေကူးသွားပြီးဓာတ်လေကားထဲတွင်ပိတ်မိနေကအကူကြီးတောင်းနေတဲ့ဂျီဆူနာမည်ရှိကလေးငယ်တူကိုတွေ့နိုင်ရပါတယ်။အာနာကတကားကိုလက်ဖြင့်ဖွင့်ရန်ကြိုးစားတော့လည်းမအောင်မြင်သဖြင့်ကရိယာတစ်ခုခုရှာဖွေရန်နောက်တစ်ထပ်သို့အမြင်တက်သွားပါတယ်။ထိုအချိန်တွင်လူများကိုတိုက်ခိုက်မိအကြောင်းပြောဆိုရင်တိုက်ခန်းတစ်ခုထဲမှထွက်လာတော့လူရဲသူတချို့ကိုတွေ့လိုက်ရသဖြင့်သူမကြောက်လန့်တဲ့ကြားအောက်ထပ်သို့ပြန်ပြေးလာပါတယ်။အာနာကဓာတ်လေကားကိုပြန်ဖွင့်ရန်ကြိုးစားတော့လည်းယခုအခါရေမှာဓာတ်လေကား၏အစိပ်ပိုင်းတော်တော်များများကိုဖုံးလွှမ်းသွားပြီဖြစ်ပြီးဂျီဆူစီကလည်းပြန်ထူးတာမကြားတော့ပါဘူး။ထိုအချိန်မှာပဲကြီးမားသောလှိုင်းလုံးကြီးတစ်ခုကအဆောက်အုံကိုရိုက်ခတ်လာပြီးအာနာကရေအောက်သို့တဖန်ရောက်ရှိသွားပါတော့တယ်။ခွန်ကသူ့မလုံးမြောက်နိုင်တော့တဲ့ဖြင့်ဂျင်းကိုခေါ်ကအလိုယုံမှုပြောတာကိုတတိယသွားပြန်ပါတယ်။လက်ရှိတွင်အာနာကနစ်မြုပ်နေသောတိုက်ခန်းလေကားတွေကိုကြော်ဖြတ်ပြီးဂျင်းနဲ့ဟန်ဂျိုတို့ထံပြန်လည်တွေ့ဆုံခဲ့ပါပြီ။သူမ၏တားမှနေမကောင်းဖြစ်နေပြီးလိုအပ်သောဆေးဝါးများမှလည်းပြောင်းဆိုးနေပြီဖြစ်တာကြောင့်ဆေးဆိုင်ရန်တိုက်ခန်းများစီတို့အတဲအတန်ပြေးသွားခဲ့ပါတယ်။ဟန်ဂျိုကအာနာကိုကလေး၏ဒေတာရှိနေတာကြောင့်ပြန်လည်ဖန်တီးနိုင်တာမို့ထားခဲ့ဖို့ပြောတော့လဲအာနာကနားမထောင်ခဲ့ပါဘူး။သူမကအခန်းတစ်ခုတည်းသို့ပြင်းဝင်ပြီးမိဖို့ကြောင့်ရှိပစ္စည်းများကိုယူကလက်လုံစီပြုလုပ်ပြီးဂျင်း၏ပါးစပ်တွေကိုထည့်ပေးလိုက်ပါတယ်။နောက်ထပ်အသေးတစ်ခုမှာတော့အာနာကသူမ၏ထန်းလူကြီးဟင်ယံမိုကိုဂျင်းကိုဆွန့်လွတ်ခြင်းကြောင့်ပြောနေခဲ့ပါတယ်။ဂွမ်တေဆုံးသွားခြင်းကြောင့်လားဟုဟင်ယံမိုကမေးတော့အာနာကအလုံးကြောင့်သာဂျင်းနဲ့တွေ့ဆုံခဲ့ခြင်းဖြစ်ပြီးမိခင်တရားဖြစ်ပံမသိတော့ကြောင်းပြောပါတယ်။ဟင်ယံမိုကဘယ်သူမှမသိတော့ပါဘူးဟုပြောပြီးမိုးရှင်းအင်ဂျင်ပြီးစီးသွားပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။လာအနေငယ်တွင်ကုမ္ပဏီဒီ၎င်းတို့၏ကလေးငယ်များကိုခေါ်ဆောင်သွားမည်ဖြစ်ရာဟင်ယံမိုက၎င်းတို့ကိုမဖန်တီးခဲ့သင့်ဘူးလားဟုတွေးတောနေပါတယ်။ဂျင်းကတော့လက်လုံဆေးကြောင့်တက်တက်သွားပြီးအာနာကသူ့ကိုဂရုစိုက်တာကြောင့်နေမကောင်းဖြစ်ရသည်ကိုနှစ်သက်ကြောင်းကလေးပီပီပြောနေခဲ့ပါတယ်။သူတို့အပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါနေထွက်လာပြီးမှုန်နှမ်းကြီးပြီးစီးသွားပြီဖြစ်သည်ကိုအာဝါဒတွေ့လိုက်ရပါတယ်။ဟန်ဂျိုကအာနာကိုခွန်လုံရစခန်းသို့ပို့ဆောင်ပေးမိဖြစ်တော့လေဂျင်းကလိုက်ပါ၍မရနိုင်ကြောင်းပြောပါတယ်။သူကလူသားမျိုးနွယ်တွေကိုစိတ်ဝင်စားပဲအာနာကဂျင်းနဲ့ပတ်သက်၍ဘာလို့မလဲဆိုတာကိုဒါသိကျင်နေပါတယ်။သူ၏မိခင်တည်နဲ့ငယ်စဉ်ကသူ့ကိုဆွမြစ်ခဲ့ကြောင်းလည်းသူကပြောပြပါတယ်။ထိုအချိန်မှာကောင်းကင်နဲ့မှောင်မဲလာပြီးမိုးပြန်ရွာလာကရေမအဆောက်အုံတစ်လျှောက်အလွန်မြန်သောနှုံးဖြင့်ပြန်တက်လာပါတယ်။၃ယောက်သားလေကားအတိုင်းအများဆုံးပြေးတတ်ကြပြီးလွတ်အောင်ရှောင်ကြရပါတယ်။အာနာကဇင်းညံလန်းတွင်အကူကြီးတောင်းနေသောကိုဝင်းဆောင်ဇနီးမောင်နှံကိုတွေ့တော့လေဟန်ဂျူကသူမကိုလှည့်လည်ရှုပြီးဆက်သွားဖို့တိုက်တွန်းပြောဆိုခဲ့ပါတယ်။ဂျင်းကအာနာအားသူ့ကိုကိုဝင်ရှိနေစဉ်ကလည်းဒီလိုပဲခံစားရသလားဟုမေးတာကြောင့်အပြစ်ရှိစိတ်ကြောင့်အလွန်စိတ်မကောင်းဖြစ်သွားပါတယ်။ဟန်ဂျူကသူမကိုစမ်းစစ်ကြည့်တဲ့အခါအာနာကစိတ်တူတွားပြီးကလေးကိုဆွမြင်မှာမဟုတ်ကြောင်းပြောလိုက်ပါတယ်။ဟန်ဂျိုကဟင်ယံမိုဒီသူမ၏ကလေးနဲ့အတူတည်ဆုံသွားခဲ့ပြီဖြစ်တဲ့ဖြင့်အချင်းကတိဘက်ပညာရှင်များအတွက်လူသားတွေများဖန်တီးရန်တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကြောင်းရှင်းပြပါတယ်။ထို့နောက်၃ယောက်သားရဟန်းရင်ကိုရှာရန်အမိုးပေါ်သို့သွားကြပြီးဟန်ဂျိုကကုမ္ပဏီမှပေးဖို့တော်ညွှန်ကြားချက်များကိုဖတ်ပြပါတယ်။၎င်းတို့၏ဦးစားပေးမှာလူသားမျိုးနဲ့မျိုးသုံးမှုကိုတားဆီးရန်ဖြစ်တဲ့ဖြင့်အာနာကမိုးရှင်းအင်ဂျင်ကိုအပြီးတက်ရန်တခွဲကန်းတို့ချက်ချင်းအစီရင်ခံရမှာဖြစ်ပါတယ်။ရဟန်းရင်နဲ့အတူပါလာသောလုံခြုံရေးအဖွဲ့ကဂျင်းကိုနီယူမန်89ခုခေါ်ဝေါ်ပြီးအာနာထံမှခေါ်ဆောင်သွားခဲ့ပါတယ်။သူမ၏ကလေးအားလက်ထက်ခတ်နေသည်ကိုကြည်ရင်ရုံးကန်နေသည့်အာနာကိုထိုလူများကဆွဲထားကြပါတယ်။အာနာကဟန်ဂျိုကိုကူညီရန်တနာခံရာသူကဟင်းယံမို့မတည်ဆုံးသေးကြောင်းသူမကတမိကိုဆွမြင့်မိအစားတည်ဆုံးခြင်းကိုသာရွေးချယ်ပြီးထွက်ပြေးသွားခဲ့ကြောင်းဖွင့်ဟပြောဆိုလိုက်ပါတယ်။ထိုလူများကဂျင်းကိုမေးစေးထိုးကသပင်များကိုစတင်ရိပ်ပါတော့တယ်။အာနာကခိုလွန်ရစခန်းသို့ရောက်သည့်အထိဂျင်းကိုသူမနဲ့အတူထားဝင်ပြရန်တောင်းပန်တော့တယ်။အဆောင်များကခိုလွန်ရစခန်းမရှိကြောင်းပြောပြီးဟန်ဂျိုကိုပြစ်တက်လိုက်ကြပါတယ်။လူတိုင်းဒီနေရာမှာတည်ဆုံးကြရမည်ဖြစ်ပြီးအာနာတဦးတည်းသာလွတ်မြောက်ခွင့်ရမှာဖြစ်ပါတယ်။အာနာကဂျင်းကိုနောက်ဆုံးအနေဖြင့်နှုတ်ဆက်ပြီးတော့ထိုအဆောင်များကဂျင်းဦးနောက်ကိုထုတ်ကဒေတာများကိုထုတ်ယူပြီးတစ်တာတစ်ခုတည်းသို့ထည့်လိုက်ပါတယ်။ရဟန်းရင်ဒီလည်းလေရင်မှုတစ်တာနဲ့
အာနာတို့နဲ့အတူပြန်လည်ထွက်ခွာသွားချိန်အာနာကသူမရဲ့အိတ်ကပ်ထဲမှာဂျင်းရင်ကုန်မြင့်မှရှိနေသည်ကိုတတိထားမိလိုက်ပါတယ်။ပြင်းထန်သောမုန်တိုင်းကကဘာတစ်ခုလုံးကိုရီလွန်မိုးနေစဉ်မှာပဲစီမံကိန်းမှာကြန့်ရှိနေတဲ့တိဘက်ပညာရှင်များကိုတင်ဆောင်လာသည့်ဒုံးမြ85ကဘာမီမှထွက်ခွာသွားခဲ့ပါတယ်။ဒါရိုက်တာဟီဆိုကမှတ်တမ်းတင်ထားသောမက်ဆေ့တစ်ခုကနောက်15မိနစ်အတွင်းဥက္ကာခဲ့အပိုင်းအစထောင်ပေါင်းများစွာကဘာပေါ်သို့ကြားရောက်မည်ဖြစ်ပြီးတက်ရှိအများစုမျိုးတုံးသွားမည်ဖြစ်ကြောင်းရှင်းပြပါတယ်။ဒုံးမြန်နယ်မှာတိဘက်ပညာရှင်များကလူသားမျိုးနွယ်ရှင်တန်ရန်စင်ငယ်ပြောင်းလဲနိုင်ရေးအတွက်စီမံကိန်းကိုပြီးတက်ရမည်ဖြစ်ပြီးလူသားခန္ဓာကိုယ်များကိုထုတ်လုပ်နိုင်ပြီဖြစ်ကခံစားချက်များသာလိုအပ်ပါတော့တယ်။ကုမ္ပဏီရဲ့ရည်မှန်းချက်ကတော့လူအဖွဲ့အစည်းတစ်ခုစတင်ရန်မိခင်နဲ့ကလေးတအုပ်ကိုရရှိရန်ဖြစ်ကကလေး၏အပိုင်းမှာပြီးစီးတော့ပြီဖြစ်ပြီးမိခင်၏အပိုင်းကိုသာအပြီးတက်ရန်လိုအပ်နေတာပါ။မိခင်တအုပ်ကသူမ၏ကလေးကိုကယ်ဆယ်ရန်ခက်ခဲများစွာကိုထပ်ခါတလဲလဲဖြစ်ကျော်စေသည့်ပေါ်ရင်ရောင်စနစ်တစ်ခုဖန်တီးလိုက်ခြင်းအပြင်လိုအပ်သောခံစားချက်အားလုံးကိုအချိန်တိုအတွင်းစူးစမ်းနိုင်မှာဖြစ်တာကြောင့်ဥက္ကာခဲ့အပိုင်းစားများဒုံးပြန်ကိုထိမှန်တော့မိအချိန်မှာအာနာကပုံရိပ်ရောင်စနစ်တို့ချိတ်ဆက်လိုက်ပါတယ်။အာနာကကတင်ပေါ်မှာပြန်လည်နိုးထလာခဲ့ပါတော့တယ်။ဒီတစ်ချိန်တိုက်ခန်းထဲတွင်ရေမြန်ရောက်ရှိနေပြီဖြစ်ပြီးဟန်ဂျိုးထံမှလာခေါ်မီဖြစ်ကြောင်းဖုံးခေါ်ဆိုမှုကိုရခဲ့ပြန်ပါတယ်။အာနာကဟင်းအမုံနဲ့ပြောခဲ့သောစကားများကိုအမှတ်ရကအဆောင်များကဂျင်းကိုခေါ်သွားမီကိုသိရှိလိုက်ပါတယ်။ဆေးများကိုယူပြီးနောက်အာနာကဂျင်းကိုစကားနားထောင်ရန်နဲ့ဒဇိမ်းများနောက်သို့မလိုက်ရန်မှားနေစဉ်ဂျင်းကငိုယိုပြီးသူမကိုလူလိမ်ဟုခေါ်ကဘာကြောင့်နေတိုင်းအသက်6နှစ်တာဖြစ်နေရတယ်လဲဟုမိကွန်းထုတ်ပါတယ်။သူ၏ပြောစကားများကိုလစ်လျူရှုပြီးပွေ့ချီကလေကားထံသို့ပြေးခဲ့တော်လဲတစ်ဖက်စလုံးမှာလူများပြည့်နေသည်ကိုတွေ့လိုက်ရပါတယ်။ထိုအချိန်တွင်ကြီးမားသောလှိုင်းလုံးကြီးကအဆောက်အုံကိုရိုက်ခတ်လိုက်တာကြောင့်အာနာကဂျင်းကိုမြင်းမြဲဆုပ်ကန်ကရေမျက်နှာပြင်ပေါ်သို့ကူးတက်လာခဲ့ပါတယ်။သူမကဂျင်းကိုဇင်းညံလန်းသို့ရောက်ရန်လမ်းရပေါ်သို့ကူညီတင်ပေးပြီးသူမပါတက်ခဲ့ချိန်ကလေးလေးကတော့ပျောက်ဆုံးနေခဲ့ပါတယ်။အာနာကလှေကားနဲ့တက်ဖို့ပြေးလာတော့လေလှိုင်းလုံးကြီးတစ်ခုကလှေကားကိုရိုက်ခတ်သွားတဲ့ဖြင့်ရပ်လိုက်ရပါတယ်။ထို့နောက်အဆောက်အအုံများကြားရှိရေပြင်ကြီးမှာဂျင်းရေကူးနေသည်ကိုတွေ့လိုက်ရပါတယ်။သူမကရေထဲသို့ခုန်ချတော်လေရေစီးတန်နေတဲ့ဖြင့်ဂျင်းစီတို့မရောက်နိုင်ပဲဖြစ်နေပါတယ်။ကောင်းကင်မှာပြန်နေတဲ့ရဟန်းရင်ကိုမြင်တွေ့လိုက်ရတဲ့အခါသူမကရခင်ပုံရိပ်ရောင်စနစ်ကိုတတိရရှိသွားပြီးဘောင်းမီတဲလိုရှာဖွေရဂျင်း၏မျက်မှန်ကိုတွေ့လိုက်ရချိန်မျောပါလာသောကားစီကသူမကိုနောက်မှရုတ်တရက်တိုက်မိတဲ့ဖြင့်သူမတေဆုံးသွားပြီးပုံရိပ်ရောင်စနစ်မှာပြန်လည်စတင်သွားခဲ့ပါတယ်။အတန်ကြာပြီးနောက်ဟန်ဂျိုးကအာနာကိုတတိပြန်ရလာစေရန် CPR ပြုလုပ်ပေးနေပြီးသူမ၏အင်ကြီးပေါ်တွင်နံပါတ်980ပါရှိနေကသူမ၏ပုံရိပ်ရောင်စနစ်မှာကြာရှုံးခဲ့သောအချိန်အရေအတွက်ဖြစ်ပါတယ်။ဟန်ဂျိုးကသူစောစောကရိုက်ထားသောပုံတပုံကိုပြသရာဂျင်းကလူအုံနောက်တော့လိုက်သွားခဲ့ခြင်းဖြစ်ပြီးရေထဲကကလေးမှဂျင်းမဟုတ်ကြောင်းသိနိုင်ရပါတယ်။အာနာကဂျင်းကိုချက်ချင်းလိုက်ရှာပြီးဟန်ဂျိုးကသူမကိုတားရန်ကြိုးစားတဲ့အခါမှာအာနာကဟန်ဂျိုး၏တနက်ကိုယူကာကျမ်းမြင်တို့ဖြစ်ပေါက်ပြီးရှင်းပြဖို့တောင်းဆိုခဲ့ပါတယ်။ဒီအချိန်မှာပဲတိုက်ခန်းများစတင်ပောက်ကွဲပြီးအာနာကိုထိမှန်ကသူမထပ်မံတည်ဆုံသွားခဲ့ပြန်ပါတယ်။ပုံရိပ်ရောင်စနစ်1930ခုမှာတော့အာနာကဝရန်တာပေါ်မှာပြုတ်ကျလူနေပါဖြစ်နေပြီးဟန်ဂျိုးကအချိန်မီဖမ်းနိုင်ခဲ့ပေမဲ့သူမ၏တားကိုခေါ်တော်မီကိုစိုးရိမ်တာကြောင့်ဟန်ဂျိုးနဲ့အတူမလိုက်လို့ပဲရေထဲသို့ခုန်ချလိုက်တဲ့အချိန်တခြားဝရန်တာတစ်ခုမှအမျိုးသားတဦးနဲ့အတူရှိနေသည့်ဂျင်းကိုမြင်လိုက်ရတာကြောင့်အဆောက်အအုံထဲသို့ရေကူးပြီးဝင်လာခဲ့ပါတယ်။ထို့နောက်အာနာကဓာတ်လေကာအနီးမှဖြတ်သွားချိန်ဂျီဆူကဓာတ်လေကာထဲတွင်ထပ်မံပိတ်မိနေသည်ကိုသိလိုက်ရပြီးတကားကိုဖွင့်ရန်ကြိုးစားတော့လဲမအောင်မြင်ပဲရေနစ်တည်ဆုံသွားပြန်ပါတယ်။အာနာကဂျီဆူကိုအချိန်တိုင်းကယ်တင်ရန်ကြိုးစားတော့လဲဇက်တိုက်တည်ဆုံနေတဲ့ဖြင့်ယခုအခါမှာတော့ပုံရိပ်အယောင်စနစ်အမှတ်4000ခွန်တို့ရောက်ရှိလာပါတော့တယ်။နောက်ဆုံးမှာတော့သူမကအပေါ်တက်သို့တက်သွားပြီးတန်ရှင်းရေးဗီဒီယိုထဲမှာကျန်းလိုက်တံကိုယူကရိုက်ချိုးပြီးလက်ကင်ဖြင့်ဓာတ်လေကာတကားကိုဖွင့်နိုင်ခဲ့ပါတယ်။ဂျီဆူကရေကူးထွက်လာပြီးသူတို့နှစ်ဦးအတူတူနောက်ထပ်တို့တက်ကတိုက်ခန်းတစ်ခုမှ6တွေ့တော်အဝေးစားများကိုလဲလှယ်လိုက်ကြချိန်ဂျီဆူကလူရသူများကကလေးတဦးအကြောင်းပြောနေသူကိုကြားခဲ့ရကြောင်းအာနာကိုပြောပြပါတယ်။အာနာကထိုအတန်များလာရာဘက်သို့အပြေးလွှတ်သွားတော့လေရခင်တစ်ချိန်သူမကလူရသူများ၏တပ်ဖြတ်ခြင်းကိုခံခဲ့ရသည်ကိုတတိယလိုက်ပါတယ်။ဒီတစ်ချိန်တွင်သူမကခိုးကြောင်ခိုးဝဝင်ရန်ကြိုးစားတော့လေထိုလူများကသူမကိုမြင်တွေ့သွားကြပါတယ်။သူမကဂျင်းအကြောင်းမေးမြန်းတော်တဲ့ထိုလူများကသူမကိုလှင့်လျူရှုပြီးတိုက်ခန်းမှထွက်သွားဖို့လုပ်ရန်ဟန်ဂျိုကစန့်ကျင်ဘဝရန်နာမနေမိသူမကိုလိုက်ရှာနေတဲ့ဖြင့်အာနာကနှမ်းခေါ်ဖို့လုပ်တာကြောင့်ထိုလူများကအာနာကိုတိုက်ခန်းထဲသို့ပြန်လည်ဆွဲခေါ်သွားကြပါတယ်။တိုက်ခန်းထဲမှာတော့ပိုင်ရှင်များမှတတိလင့်နေကြပြီးအာနာကထိုလူများကိုကန်ကထွက်ပြေးရန်ကြိုးစားတော်လဲထိုလူများကသူမကိုဗီဒီယိုနဲ့ဆောင်ကလေဘင်းကိုညှစ်ပါတော့တယ်။အာနာတေလူနေပါဖြစ်ပြီးပုံရိပ်ရောင်စနစ်ပြန်လည်စတင်တော့မိအချိန်ဗီဒီယိုထဲမှာပြုတ်ကျလာတော့သူတစ်ချောင်းကိုတွေ့တာကြောင့်ထိုလူကြီးခေါင်းကိုရလိုက်နိုင်ခဲ့ပေမဲ့ကံမကောင်းစွာပဲသူ့အဖော်ကရောက်လာပြီးသူမကိုပြန်လည်ဆွဲခေါ်သွားကအသက်ခံရမိအရေးနဲ့ကြုံနေရပါတယ်။ရုတ်တရက်ဂျီဆူကဂျိုးနဲ့အတူတကားဝတင်ပေါ်လာပြီးဂျိုးကလူရသူများကိုအတားအရာမှောက်တိတ်ကပြတင်းပေါက်မှပြစ်ချလိုက်ပါတယ်။ဒါပေမဲ့အာနာကဂျင်းကိုရှာမတွေ့ပဲဖြစ်နေချိန်မှာသူ့ကိုအိမ်လုံဆေးတိုက်ခဲ့သည်ကိုတတိယကတိုက်ခန်းပိုင်ရှင်များကကြံရှိသောဆေးပလင်းကိုသူမပေးပါတယ်။အာနာကဒီတိုက်ခန်းမှာမကြမီရင်မြုပ်တော့မီဖြစ်သည်ဖြင့်ဂျီဆူကိုသူမနဲ့အတူလိုက်ခဲ့ရန်ပြောတော့လေ
ဂျီဆူကတိုက်ခန်းပိုင်ရှင်များကသူမ၏အဘိုးဘွားများဖြစ်ကြောင်းရှင်းပြပြီးအဘိုးဘွားများနဲ့အတူနေရန်ရွေးချယ်လိုက်ပါတယ်။ကုမ္ပဏီမှဖုန်းခေါ်ဆိုမှုတစ်ခုရရှိပြီးတဲ့နောက်ဟိုင်းဂျိုကသူ၏အဖွဲ့ကလှေတစ်စင်းဖြင့်ဂျင်းကိုအဆောက်အုံတစ်ခုလုံးနဲ့ရှာဖွေပေးမိဖြစ်ကြောင်းအာနာကိုပြောပါတယ်။အာနာကခလေး၏ဦးခေါင်းကိုဖျက်ထုတ်ခဲ့သည်ကိုသိရပြီးအရင်ဆုံးခလေးကိုသာရှာတွေ့ရန်ဆုံးဖြတ်လိုက်ကအထက်တန်းတွင်ဆက်လက်ရှာဖွေနေပါတယ်။ယခုအခါပုံရိပ်ရောင်အမှတ်9993သို့ရောက်ရှိနေပြီဖြစ်ပါတယ်။အာနာရှာဖွေမှုဆက်လက်လှုပ်ဆောင်နေစဉ်လုံခြုံရေးအေဂျင့်များကနောက်တစ်ထပ်တွင်လူရဲသူများကိုပြစ်ခတ်နေသည်ကိုတတိထားမိလိုက်ပါတယ်။သူမကနိုင်ရန်ပေါ်ရှိပုံဆွဲချက်များကိုတွေ့ရှိပြီးဂျင်းကသူမ၏တပ်ပလက်ပေါ်တွင်ပုံဆွဲရတာကြောင့်တတိယနေပါတယ်။သူမဆက်လက်ရှာဖွေရာကိုဝင်ဆောင်မျိုးသမီးကလေးမွေးဖွားပြေးသည်ကိုတွေ့ရတာကြောင့်ကလေးကိုပွေ့ချီပေးကသူမ၏ဂျာကင်အင်ကြီးကိုပေးခဲ့ပါတယ်။အပြင်ထွက်လာခြင်းခင်မင်းဖြစ်သူကကလေးကိုဆေးကြောရန်ရေနွေးများဖြင့်ပြန်လာသည်ကိုမြင်လိုက်ရတာကြောင့်အာနာကဂျင်းကိုလစ်လျူရှုခဲ့သည့်အချိန်ပေါင်းများစွာအတွက်ပြစ်ရှိနေတကယ်လို့ခံစားစေရကဂျင်းကသူမ၏ဖုန်းသို့ဆွဲထားတဲ့ပုံများအမြဲပို့လို့ရှိသည်ကိုတတိယလာပြီးသူမ၏ဖုန်းကိုချက်ချင်းစစ်ဆေးကြည့်လိုက်တဲ့အခါမှာရဟန်းရင်ဖြင့်ထွက်ခွာသွားခြင်းဂျင်းကိုစွန့်ပစ်ခဲ့သည့်ပုံဆွဲချက်ထောင်ပေါင်းများစွာကိုတွေ့လိုက်ရတဲ့ပြင်စိတ်ထိခိုက်သွားခဲ့ပါတယ်။ထိုအချိန်မှာဟန်ဂျိုကဂျင်းကိုတွေ့ပြီဖြစ်ကြောင်းအခြားအထက်မှအော်ပြောပါတယ်။သူမကဂျင်းတို့နဲ့ပြန်လည်တွေ့ဆုံရန်ချက်ချင်းပြေးသွားလို့လေတိုက်ခန်းထဲသို့ဝင်လိုက်သည်နဲ့အေဂျင့်များကသူမကိုနောက်မှနေ၍အတင်းဖမ်းဆီးလိုက်ကြပါတယ်။ဟန်ဂျိုကအေဂျင့်များအားသူမကိုအမိုးပေါ်တွင်နှုတ်ဆက်နိုင်ရန်နှုတ်ပိတ်မိပြောရာအန်နာကဟန်ဂျိုအနေဖြင့်အမိုးပေါ်တွင်အကြိမ်တိုင်းတင်ဆုံးနေကြောင်းတတိပေးလိုက်ပါတယ်။ယခုအခါမှာတော့ပုံရိပ်ရောင်အမှတ်13419ဖြစ်လာခဲ့ပါပြီ။ဟန်ဂျိုကအသေးစိတ်ချက်လက်များကိုမေးရန်ကြိုးစားချိန်အေဂျင့်များကသူ့ကိုအပြင်သို့ထွက်ခိုင်းခဲ့ပါတယ်။ထိုအချိန်မှာပဲဟန်ဂျိုကရခင်ပုံရိပ်ရောင်စနေများ၏အရေးအယောင်များကိုမြင်တွေ့လိုက်ရတာကြောင့်စင်ပေါ်မှစူဖလားတစ်ခုကိုယူပြီးအေဂျင့်များကိုတိုက်ခဲ့ပါတော့တယ်။အေဂျင့်တို့ကဟန်ဂျို၏နောက်မှချုပ်ကန်ကဦးကောင်းကိုပြည့်ရန်ကြိုးစားနေချိန်မူးဝင်နေသောအာနာကတခြားအေဂျင့်တို့၏တနက်ကိုဆွဲယူပြီးဟန်ဂျိုကိုကယ်တင်ရန်ပြစ်ခတ်လိုက်ပါတယ်။ဖြစ်ပျက်နေတာတွေကိုမေးမြန်းလိုက်ပါတယ်။အာနာကဂျင်းကိုကယ်ရန်အချိန်တိုင်းရှာရှုံးနေကြောင်းရှင်းပြရင်ဇလန်းတစ်ခုလုံးကိုပြောပြလိုက်ပါတယ်။တကယ်တော့သူတို့နှစ်ယောက်ကဒီစကားတွေကိုပြောဆိုခဲ့ဘူးပြီးဖြစ်ကအေဂျင့်အများကိုအတူတူတိုက်ခိုက်ရမယ်ကြိုးစားခဲ့ကြပေမဲ့အချိန်တိုင်းတက်ခံခဲ့ရကြောင်းကိုလည်းပြောပြလိုက်ပါတယ်။အာနာကဂျင်းသူမကိုမတွေ့ချင်တော့မှကိုကြောက်နေတော့တယ်ဟန်ဂျိုကဂျင်းကသူမကိုအမှန်တကယ်ဆောင်ရွက်နေခြင်းဖြစ်နိုင်ကြောင်းပြောပြပါတယ်။ပုံရိပ်ရောင်စနစ်အမှတ်21,499မှာတော့အာနာနဲ့ဟန်ဂျိုတို့ကအေဂျင့်များနဲ့ပြစ်ခတ်မှုထပ်မံဖြစ်ပွားပြန်ပါတယ်။ဟန်ဂျိုကပုံစံပြောင်းကကြိုးစားချင်တာကြောင့်တခြားအထက်တို့ရောက်ရင်ပြင်းပေါက်မှာကြော်ထွက်ကဇင်းကြံလန်းအတိုင်းပြေးနေစဉ်ဟန်ဂျိုကအေဂျင့်တဦးနဲ့လက်ချင်းရှင်တိုက်ခိုက်ပြီးအာနာကသူမ၏တားကိုဆက်လက်ရှာဖွေရန်အတွက်အာယုံပြောင်းရန်ကြံရစ်ခဲ့ပါတယ်။အာနာကတိုက်ခန်းတစ်ခုတည်းသို့ပြင်းဝင်သွားပြီးရှာဖွေနေပေမဲ့အလွတ်ကြီးတာဖြစ်နေပြီးအေဂျင့်များကသူမကိုဖမ်းရန်ဝမ်းအောင်လာခြင်းပြတင်းပေါက်မှအေရန်မှလှိုင်းလုံးကြီးတစ်ခုဝင်လာကအားလုံးကိုလွတ်ဆင်သွားစေခဲ့ပါတယ်။လွတ်မြောက်သွားသောအာနာကဂျင်းကိုရေကူးပြီးရှာဖွေနေတော့တဲ့ရှာမိုးတွေ့တဲ့ဖြင့်ရေမျက်နှာပြင်ပေါ်သို့ပြန်တက်လာခဲ့ပါတယ်။ရေမှာအမိုးပေါ်သို့ရောက်ရှိသည့်အထိမြင့်တက်နေပြီဖြစ်ပါတယ်။ဆွန့်ပစ်ထားသောဗီဒီယိုတစ်ခုကိုဖွင့်လိုက်တဲ့အခါသူမကတတိလစ်နေသောဂျင်းကိုတွေ့ရှိခဲ့ပါတယ်။သူမကဂျင်းကိုချက်ချင်းဆေးတိုက်လိုက်တော့လေခလေးမှတုံ့ပြန်မှုမရှိခဲ့ပါဘူး။အာနာကစိတ်သက်ကြကသူ့ကိုအချိန်ပေါင်းများစွာဆွန့်ပစ်ခဲ့သည့်အတွက်တောင်းပန်နေစင်ပါပဲ။ဂျင်းနိုးလာပြီးသူမကသူ့ကိုဘယ်တော့မှဆွန့်ပစ်ခဲ့ခြင်းမရှိကြောင်းပြောပါတယ်။သူမနှုတ်ဆက်ခဲ့စဉ်ကပြန်လာခဲ့ပြီဖြစ်တာကြောင့်ဗီဒီယိုထဲတွင်စောင့်နေရန်ပြောခဲ့ပြီးသူမကဂတိတီစွာနဲ့ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဥက္ကခဲများကအာနာရှိရာဒုံးမြတ်ကိုထိမှန်ခဲ့ပြီးအာနာပြင်းထန်စွာဒဏ်ရာရရှိသွားပါတယ်။မတည်ဆုံးမီအာနာကဂျင်းနဲ့အတူထပ်မံရှိနေနိုင်ရန်အတွက်သူမ၏စိတ်ကိုပုံဖော်စနစ်အတွက်အသုံးပြုရန်ဒရိုက်တာကိုတောင်းဆိုခဲ့ပါတယ်။သိပ္ပံပညာရှင်များကလူသားမျိုးနွယ်ကိုကူညီနိုင်လိမ့်မည်ဟုမျှော်လင့်ချက်ဖြင့်သူမ၏မှတ်ဉာဏ်များကိုထုတ်ယူပြီးစနစ်ထဲသို့ထည့်လိုက်ပါတယ်။အမိုးပေါ်မှာတော့အေဂျင့်များကချင်းကပ်လာနေပြီးအေရမနှမ်းလုံးကြီးကအဆောက်အုံကိုဖုံးလွှမ်းတော့မိအချိန်အာနာကဂျင်းကိုသူ့၏မျက်မှန်ပေးပြီးရေကူးရန်ပြောလိုက်တဲ့ဖြင့်ရေထဲသို့ခုန်ချသွားခဲ့ပါတယ်။တခြားအသိတစ်ခုမှာတော့ဂျင်းနဲ့ဟင်းယမို၏ကလေးတို့ကကလေး AI ကိုဖွံ့ဖြိုးတိုးတက်စေရန်ကုမ္ပဏီမှထုတ်လုပ်ထားသောကလေးငယ်များဖြစ်ရတာကြောင့်အေဂျင့်များကဂျင်းကိုထားခဲ့နိုင်ကြတာဖြစ်ပြီးခန္ဓာကိုယ်ထက်ဒေတာကိုသာလိုအပ်ခြင်းဖြစ်ပါတယ်။ဂျင်းကဂွမ်နဲ့စမ်းသပ်မှုစတင်ပြီးမှတွေ့ဆုံခဲ့တော့လေဂွမ်ကကလေးဖခင်အဖြစ်နေထိုင်ရင်တန်ရောစင်ပင်တွေ့ခဲ့ကြပါတယ်။ဂွမ်တည်ဆုံသွားတဲ့အခါမှာတော့အာနာနဲ့ဂျင်းနှစ်ဦးလုံးကိုထိခိုက်ဝမ်းနည်းစေခဲ့ပါတယ်။လက်ရှိတွင်ပုံရိပ်ရော်စနစ်မှာပြန်လည်စတင်တော့မည်ဖြစ်ပြီးအာနာကအေဂျင့်များ၏လက်မှလွတ်မြောက်အောင်ယုံထွက်ပြီးသူမ၏တားနဲ့အတူရှိနေရန်ရည်ထဲသို့ခုန်ချလိုက်ပါတယ်။ဒေတာများကြားမှာဖြတ်တန်းပြီးရေထဲတွင်ကူးခတ်ပြီးတဲ့နောက်အာနာကရေမျက်နှာပြင်ပေါ်သို့ပြန်တက်လာပြီးအန္တနာတစ်ခုကိုစုပ်ကိုင်ထားသောဂျင်းကိုတွေ့ရှိခဲ့ပါတယ်။သူမကသူ့ကိုမြင်မြတ်ဖတ်ထားပြီးအတူတူရေကူးကြမိဟုပြောလိုက်ပါတယ်။လိုင်းလုံးကြီးတစ်ခုကအာနာတို့ကိုအောက်သို့ဆွဲမချမိပါပဲ။အာနာကဂျီဆူကိုကူညီခဲ့ခြင်းကိုဝန်ဆောင်အမျိုးသမီးကိုကူညီပေးခဲ့ခြင်းနဲ့ဂျင်းနဲ့အတူနောက်ဆုံးအချိန်ထိရှိနေခဲ့ခြင်းတို့ကြောင့်စနစ်ကသူမ၏အသက်ကင်းမဲ့မှုကိုမြင်တွေ့သွားခဲ့ပြီးနောက်ဆုံးတွင်ပုံရိပ်ရောင်စနစ်ကိုအောင်မြင်စွာပြီးစီးကြောင်းတတ်မှတ်လိုက်ပါတယ်။နောက်ဆုံးအချိန်မှာတော့
အာနာနဲ့ဂျင်းတို့ကို AI များဖြင့်ထုတ်လုပ်ထားသောခန္ဓာကိုယ်အသစ်များထဲသို့ထည့်သွင်းပြီးလူသားမျိုးနွယ်၏မှတ်ဉာဏ်များခံစားချက်များနဲ့အတူလူဖွဲ့စည်းတစ်ခုစတင်ရန်ဂျိုတစ်ခုတို့ဆေလွတ်လိုက်ပါတော့တယ်။ယခုလိုဗီဒီယိုများကိုပုံမကြည့်ရှုနိုင်ရန် subscribe လေးလုပ်ပြီး notification ကိုဖွင့်ထားပေးကြပါဦးခင်ဗျာ။ကြည့်ရှုပေးသည့်အတွက်ကျေးဇူးများကြီးတင်ပါတယ်။